အဲ့မှာစတွေ့တာပဲပေါက်မီတော့လက်ကထားတော့တွေ့တယ်နော်အချီနောက်ပြန်လာလေတွေ့တယ်နော်ဆက်နောက်ပြန်တော့ဒီမှာအချီတွေရှုပ်ပြီးတော့တွေ့တယ်နော်သွားမရတော့ဘူးနော်ဆွဲထုတ်တွေ့တာဒီမှာလေအောက်မှာတွေ့လားနော်ဒီမှာရှုပ်ကုန်လားအဲ့ဒါကိုဒီမှာအချီကိုကျိုးဖြတ်မယ်ကျိုးဖြတ်ပြီးရင်ဒီအောက်ကလည်းဒီမှာတွေ့တာနော်ဒီမှာဒီဥစ္စာကိုဒီမှာတွေ့တာရှစ်ကုန်ပြီတွေ့တာဒီလိုမြင်ရလားဒီမှာနော်ရှစ်ကုန်ပြီနော်အဲ့ဆိုရင်ဒီမှာဆွဲထုတ်ရမယ်မြင်တယ်နော်မတွေ့လားမနော်အဲ့ဒါပြောတာအချီတက်ရင်အမားမခံတော့ဘူးဆိုတာအဲ့ဒါပြောတာအဲ့ဒါကြောင့်မို့အဲ့အဝိုင်းကိုညီအောင်လို့ဆိုတာအဲ့ဒါကိုပြောခိုင်းတာဟုတ်တယ်နော်မတွေ့လားနော်ဒီမှာခြေတွေရှုပ်ပြီးတော့တပတ်နေရအဲ့ဒါဆိုရင်မြင်ရလားအများကြီးအနိကဝင်မြင်တင်းဆိုရတယ်ဒီမှာအဲ့ဆိုရင်ဒီကလစ်ကိုဖြုတ်မယ်နော်ဒီမှာတွေ့လားကလစ်ဒီမှာတွေ့လားနော်ဖြုတ်ပြီးတော့ဒါလေးကိုဆွဲထုတ်မယ်ဒီမှာတွေ့လားဒီထဲမှာတပတ်နေရမြင်တယ်နော်အဲ့ဒါဆိုရင်တို့တွေကဒီမှာဖြတ်ပြီးရင်ဒီကဥစ္စာကိုရှင်းအောင်လို့ဆွဲထုတ်ရတော့မယ်နော်မြင်တယ်နော်ဒါကိုပြင်ပြုတ်ဖြုတ်ပြီးတော့ဒါကိုလည်းဒီမှာရှင်းအောင်လို့ပြင်လို့ဒီကိုရဒီမှာနော်ဒီဥစ္စာတွေ့တယ်နော်ရောလက်ပြန်ထက်ပြောင်းပြန်ဟိုနဲ့မတန်းဟုတ်ပြီသူနဲ့မျက်နှာချင်းစာဟုတ်ပြီဟိုဘက်နဲ့ဒီဘက်ဟုတ်တယ်မနဲ့စီကွက်အိမ်လေးကိုပိတ်ပြောင်းပြန်လေဟဲ့အဲ့လိုလုံးတဲ့အချိန်ကျရင်ချိန်နေမနေလားနဲ့နော်ဆက်ချရဘူးလေဆက်ချရပေါ်ခြေတော့မတင်တာနဲ့နေရောလောက်အချိုင်လေးကအပေါ်ကတေချာကြည့်အဲ့တက်မဲ့ပစ္စည်းကိုတေချာကြည့်ပြီးတော့မှတက်မှန်တယ်မဟုတ်လေဒီဘက်ဘူးလေးရှိဦးလားအဖူလေးကိုအဝင်ကိုကြမဖြစ်သေးဘူးပြန်ဖြုတ်ဒီဘက်ကလစ်ကိုပြန်ဖြုတ်တော့အဝင်ကိုကြပြန်အောင်ပြန်ထည့်အောင်မစောင်းနေတွေ့လားဟုတ်တယ်မတည့်ဘူးလေအချိုင်လေးကအပေါ်တက်ကိုထားရမယ်လေအဲ့လိုသူနဲ့အဝင်ငွေကြဖြစ်ပြီလားဆိုရင်သူ့ဘာသူ့နေရာတကြလေးကတ်သွားရောလက်ညှိုးလေးနဲ့မရဘူးလားနေမလုံးနဲ့အဲ့ဆိုကျိုးသွားလိုက်မယ်ဟုတ်တယ်မရဘူးထကြတေးချတီကိုနော်ကြည့်ပြီးရမှန်နော်ဒီအဲ့လေးကိုဒီလိုမျိုးထားမယ်နော်မှန်ထားပြီးရင်သူနဲ့မျက်နှာချင်းဆိုင်မှန်လာပြီနော်ပြီးရင်ဒီအချိုင်လေးမတော့ဒီကလစ်ကဒီမှာသွားပြီးတော့ဒီလိုမျိုးတက်ကံပါလေအဲ့ကြောင့်မို့ဒါကိုအပေါ်ကနေထားမယ်နော်မှန်ဘယ်လိုပြောလဲမှန်နော်ဒီမှာအဲ့လိုမျိုးလေးပြီးရတယ်ဒီမှာဒီဘက်ကကလစ်ကိုဒီဘက်ကိုဒီမှာဆွဲမယ်နော်တခုမှနေပြီဒီစက်ထက်
မှာရှားလိုက်နော်လက်ချက်ရဒီတစ်ခါမှားရင်စက်ဝိုင်းပဲပြန်ဝိုင်းနေရမယ်နော်အဆင့်ကျော်ပြီးပေးမတတ်တော့ဘူးကို့အမှားကိုသိရနော်ကိုပါလို့လဲဆိုတာသိရ